မင်ဒီနေ့ဘယ်ရီတီမိတ်အဒီ6ထုံးမှာမပါတယ်လိမ်မော်တီ6လုံးပြမှာပဲဖြစ်ပါတယ်ရှင်အခုလိုလိမ်မော်တီရန်ပေါ်များနေတဲ့ယာတီမှာစိတ်ဝင်စားရဆိုလို့ရှိရင်တော့လိုက်လှုပ်စားကြည့်လို့ရပါတယ်ရှင်အရတာလေးကလည်းချွချင်းရတာလေးဆိုတော့ကလေးရောလူကြီးရောကြိတ်မှာတေးချပါတယ်နော်လိမ်မော်တီကတော့မင်ဆေးကနေဝယ်လာတာ1000ဖို့ပါရှင်လိမ်မော်ခွန်ကိုခွာပြီးအစိတ်စိတ်ဖြစ်အောင်မှာပေးပါမယ်အဖြူအမြင်ကိုလည်းတနိုင်တလောက်ဖယ်ပေးရပါမယ်ခါတက်လို့ပါရှင်homemade လိမ်မော်တီ6လေးကခါးရည်ထဲကိုစိမ့်တောက်ရင်လည်းတော်တော်လေးအရတာကောင်းပါတယ်ရှင်လိမ်မော်တီ6မှာချိုးတဲ့အရတာလေးပါအောင်လို့မင်ကတကြားလေးစွန်းထည့်ပြီးတော့ပေါင်းဦးနဲ့မိနစ်30ပေါင်းလိုက်ပါတယ်ရှင်ပေါင်းလိုက်ခြင်းအပြင်တကြားရဲ့ချိုးတက်တွေကလိမ်မော်တီဟဲ့ကိုစိတ်ဝင်သွားပါလိမ့်မယ်ပေါင်းတဲ့အချိန်မှာထွက်လာတဲ့အရည်တွေကိုဖယ်ပြီးတော့လိမ်မော်တီကို air fryer ထဲမှာကင်ပေးရပါမယ်ရှင်တခါတည်းနဲ့အကုန်လုံးထည့်မကင်မဲနဲ့မင်ကတော့လိမ်မော်တီကို2ခါခွဲကင်လိုက်ပါတယ်ရှင် air fryer နဲ့120 ဒီဂရီမိနစ်30ကင်ပေးရပါမယ်ရှင်15မိနစ်ပြည့်ရဲ့အချိန်မှာတစ်ဖက်ကိုလန်ပြီးတော့ဆက်ကင်ပေးရပါမယ်ရှင်နိုင်ဝက်ပြည့်ရဲ့အချိန်မှာလိမ်မော်တီက6ဆပြူလာပါပြီရှင်ဒုတိယအချိန်တစ်ချက်လန်ပေးပြီးဆိုရင်ဆက်ပြီးတော့ air fryer နဲ့ပဲ80ဒီဂရီမိနစ်60ကင်ပေးရပါမယ်ရှင်ဒီလိုလွယ်ကူကူနဲ့ပဲအိမ်မှာတင်တဘာဝလိမ်မော်တီ6ရရှိသွားပါပြီရှင်လိမ်မော်တီရဲ့ခါတက်တက်အရာတာကိုမကြိုက်ဘူးဆိုလို့ရှိရင်တော့လိမ်မော်စေးကိုမလုံးခင်မှာကြိုပြီးတော့ဖယ်ပေးရပါမယ်လိမ်မော်တီ6ရဲ့ရတာလေးကချွတ်ချွတ်ချင်းချင်းလေးနဲ့ဆိုတော့ထမင်းစားပြီးမှအီးပြေးအနေနဲ့လေးစားလို့အဆင်ပြေပါတယ်ရှင်ရေနွေးကျဲနဲ့ကိုထည့်ဖြော်မယ်ဆိုလို့ရှိရင်လည်းလက်ဖက်6အနံ့အပြင်လိမ်မော်တီအနံ့မွေးလေးနဲ့တော်တော်လေးကိုတောက်လို့ကောင်းပါတယ်ရှင်လိမ်မော်တီကိုပုံမှန်အတိုင်းစားရတာယူသွားပြီဆိုလို့ရှိရင်တော့မင်းလိုလိမ်မော်တီ6လှုပ်စားကြည့်ကြလို့ရပါတယ်တန်ရှင်းပြီး6တွေ့တဲ့ဘူးထဲမှာထည့်ထားမယ်ဆိုလို့ရှိရင်ရဲတော်တော်ကြလေးအထိကိုစားလို့ရပါတယ်ရှင်ဗီဒီယိုဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်